အားလေးကြရင်ဘာအကြောင်းပြချက်မှမရှိဘဲနဲ့စိတ်အားငယ်တယ်လို့ဝမ်းနေတယ်လို့ငိုချင်တယ်လို့အဲ့လိုခံစားဘူးလားအဲ့လိုခံစားဘူးပဲအဲ့လိုခံစားနေရတယ်ဆိုလို့ရှိရင်ဒါအတင်တယောက်ထမ်းမဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကိုယ်တိုင်လည်းပဲအဲ့လိုမျိုးခံစားဘူးတယ်ခဏပဲဆိုတော့ယူတိုင်းလို့လည်းအဲ့လိုခံစားဘူးတယ်အဲ့ဒါကိုကျွန်တော်ပြန်ပြီးတော့သိလိုက်ရတဲ့အချိန်မျိုးမှာကျွန်တော်ရှာကြည့်ရပေါ့လိုက်ရှာကြည့်တော့ဘာကြောင့်ဖြစ်ရတာလဲဆိုရဲအချက်၃ချက်ရှိတယ်ဘယ်လိုဖြေရှင်းရမလဲဆိုရဲအချက်တွေပဲရှိတယ်အဲ့ဒါလေးကျွန်တော်ဒီနေ့ပြောပြပြီးတော့ပေါ့ဆိုတော့ဒီလိုမျိုးစိတ်သက်ကြသလိုခံစားချက်မျိုးကဘာကြောင့်ဖြစ်ရတာလဲဆိုလို့ရှိရင်ပထမဆုံးတစ်ချက်ကကြတော့ဘန်းအောက်ဖြစ်တာတဲ့ဘန်းအောက်ဆိုတာကအရန်ကြီးကိုအလုပ်တွေဖိလုပ်ပြီးတော့အုံနောက်ကအနားယူရှင်နေဆိုတဲ့ပုံစံမျိုးကိုပြောတာโอเคကိုကအလုပ်တွေအများကြီးလုပ်တယ်အလုပ်တွေအဆင်ပြေမပြေအမြဲတမ်းအလုပ်လုပ်တယ်အမြဲတမ်းလုပ်တယ်အမြဲတမ်းလုပ်တယ်ဆိုရင်ကြားလိုက်ရင်ဘန်းအောက်ဖြစ်နိုင်ပါတယ်တော့ဘန်းအောက်ဖြစ်တယ်ဆိုတာဦးနောက်ကနေပြီးတော့ဒီချမ်းကနားဖို့လိုအပ်နေပြီငါရဲ့ဦးနောက်ကအားမရှိတော့နားဖို့လိုအပ်နေပြီဆိုပြီးတော့အချက်ပြတာဖြစ်ပါတယ်အဲ့လိုအချက်ပြရင်လည်းပဲဒီလိုစိတ်ကြတယ်လို့ဆရာငယ်တယ်လို့ခံစားရပါလေတဲ့နံပါတ်1တစ်ချက်ကကြတော့ကိုယ့်ရဲ့သွဝက်ထားတဲ့နာကျင်မှုတွေကြောင့်ပါတယ်သွဝက်ထားတဲ့နာကျင်မှုဆိုတာဘာလို့ပြောရလဲဆိုတော့လူတစ်ယောက်ကကိုယ့်ကိုတစ်ခုခုအပြစ်ပြောလိုက်တယ်ပေါ့အဲ့ဒီပြောလိုက်တဲ့ဟာကိုစိတ်ထဲမှာအမြဲတမ်းတူလောင်ထားတာအညှိုးထားတဲ့ပုံစံမျိုးအညှိုးထားတာတော့မဟုတ်ဒါပေမဲ့စိတ်ထဲမှာအမြဲတမ်းအဲ့ဒါယူတူလောင်ထားတာစိတ်ထဲမှာ तू ကငါ့ကိုဒီလိုပြောလိုက်တယ် तू ကငါ့ကိုဒီလိုပြောလိုက်တယ်အဲ့လိုမျိုးတူလောင်ထားတာများရင်လည်းပဲဖြစ်တတ်ပါတယ်တဲ့ပြီးတော့နောက်ထပ်တူလောင်ထားတဲ့ဟာတွေကဘာရှိမလဲဆိုတော့မဖြစ်ရှင်းရသေးတဲ့ပြဿနာတွေ relationship ဖြစ်ဖြစ်စီးပွားရေးဖြစ်ဖြစ်အဲ့လိုမဖြစ်ရှင်းရသေးတဲ့ပြဿနာတစ်လေးတွေအများကြီးစုလာတဲ့အခါကျရင်ဒီလိုစိတ်သက်ကြတယ်လို့စိတ်အားငယ်တယ်လို့ခံစားရပါတယ်တဲ့စိတ်သက်ကြတယ်လို့စိတ်အားငယ်တယ်လို့ခံစားလာရတဲ့နံပါတ်3အချက်ကကျတော့ရုပ်ပိုင်းဆိုင်ရာအရာပါဆိုတော့ရုပ်ပိုင်းဆိုင်ရာအရာဆိုတာကကိုကောင်းကောင်းအိမ်မထားတာဖြစ်မယ်ကောင်းကောင်းစားမထားတာဖြစ်မယ်ဒါတွေကြောင့်ပါတယ်နောက်ထပ်ရုပ်ပိုင်းဆိုင်ရာအရာဘာရှိအောင်မလဲဆိုတော့ကိုကအမြဲတမ်းအခန်းထဲမှာပဲအခန်းအောင်ပြီးတော့နေတယ်အလိုအရှားမရှိဘူးထိုင်းပြီးတော့ပဲနေတယ်အမှောင်ထဲမှာပဲနေတယ်ဒါမျိုးဆိုလို့ရှိရင်လည်းဒီလိုခံစားချက်မျိုးကရပါတယ်ဒါအသီးကျန်လို့ရတာလေဖြစ်နိုင်တာပဲဖြည့်ရှင်းလေးကတော့ကောင်းမလေးရှာလိုက်ပါโอเคဖြည့်ရှင်းလေးတွေကိုသွားကြမယ်ပထမဆုံးဖြည့်ရှင်းလေးကတော့ငိုခြင်းကိုချလိုက်ပါငိုတယ်ဆိုတာမျက်ရည်ကျရဲဆိုတာကအားပြော့လို့မဟုတ်ပါဘူးတဲ့တကယ်ခန္ဓာကိုယ်ထဲမှာရှိတဲ့တကယ်စိတ်ဖိအားတွေကိုယ့်ရဲ့စိတ်ဖိအားတွေကိုရုပ်ပိုင်းဆိုင်ရာအရာလှုပ်ထုတ်ပစ်လိုက်တာပါတဲ့ဆိုတော့ငိုခြင်းငိုချလိုက်ပါနံပါတ်2အချက်ကလေးရင်ငန်းလုပ်ပါတယ်လေးရင်ငန်းလုပ်တယ်ဆိုတာခန္ဓာကိုယ်အလုံရှားဖြစ်အောင်လုပ်ခိုင်းတာဆိုတော့အပြင်းထန်လုပ်စရာမလိုဒါပေမဲ့အပြင်းထန်လုပ်ခြင်းလည်းရတယ်အရာမဟုတ်ဆိုတော့နံပါတ်3အချက်ကတော့ရေချိုးလိုက်ပါဘာဖြစ်လို့ရေချိုးခိုင်းတာလဲဆိုလို့ရှိရင်လူတိုင်းလူကဒီရေချိုးနေတဲ့အချိန်မှာဆိုလို့ရှိရင်ကိုယ်အကြောင်းကိုပို့ပြီးတော့တွေးဖြစ်တယ်တခြားအချိန်တွေထက်ဆိုင်အဲ့ဒီအတွက်ရေချိုးတဲ့အခါမှာရေအေးလေးနဲ့ကိုယ်ဖိုင်ဇင်းပြေးနှစ်ပြေးချိုးနေတဲ့အခါမှာကိုကပြစ္ဆုတ်ပံအချိန်မှာနေနေတဲ့အတွက်ကြောင့်မလို့ဒီကိုယ့်ရဲ့စိတ်တွေတလူလူစိတ်တက်ကြတယ်လို့ခံစားချက်တွေကပျောက်သွားနိုင်ပါတယ်နောက်ဆုံးအချက်ကတော့အနားယူလိုက်ပါအနားယူလိုက်ပါတင်းရဲ့ဥနောက်လေးကပင်ပန်းနေပါပြီအနားယူခိုင်းတာကိုယ်တစ်ခုလည်းမဟုတ်ပါဘူးကိုရောစိတ်ပါနှစ်ခုစလုံးအနားယူခိုင်းတာပါတရက်လောက်တော့အနားယူလိုက်ပါကျေးဇူးတင်ပါတယ်